မင်္ဂလာပါအခုကတော့တော်တော်လေးတလောမှာကျွန်တော်ကိုမေးခွန်းမေးကြလို့ပေါ့နော်ဒီဟာကြတော့တိုးတိုးနဲ့ရှင်းပြမယ်ဆိုရင်ဟိုကျွန်တော်ဘက်ကနေပြီးမလုံလောက်မှစိုးတဲ့အတွက်ပေါ့နော်ဒီလိုကောင်းစင်လေးလုပ်ပြီးတော့ပြင်ပြချင်တယ်ပေါ့နော်အဲ့တော့မေးခွန်းကတေလွန်သူအတွက်ဆူတောင်းဘာဖြစ်မလဲဘာမဖြစ်ဘူးလဲပေါ့နော်ဆိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တင်ပြတဲ့အခါမှာအာပုဂ္ဂိုလ်ရင်နိုင်ငံအရင်ကိုဥတီတာမဟုတ်ပဲနဲ့တမန်ကျမ်းစာမှာဘလို့ရှိတယ်လဲဘလို့ကျင့်သုံးကြတယ်လဲဆိုတဲ့ဟာကိုပဲပြောချင်တာဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဖွက်ထားလို့မရတဲ့ဟာကျတော့ဒီလိုမျိုးကျင့်သုံးတဲ့သင်းတော်တွေရှိတယ်အဲ့ထဲမှာအများစုကဒီအင်အားကြီးဆုံးကတော့ဒီကက်သလစ်ညီကိုများဖြစ်တယ်ပေါ့နော်ဆိုတော့ကက်သလစ်ညီကိုများဖြစ်တော့ကက်သလစ်အသင်းတော်ပေါ့နော်ကက်သလစ်ရိုမန်ကက်သလစ်အသင်းတော်ကအာတယောက်ရဲ့ပေါ့နော်နာမည်တော့မပြောတော့ပေါ့နော်သူ့ရဲ့စာအရသူကတော့politics လည်းဖြစ်တယ်ဆိုတဲ့ဟာပေါ့နော်သူနာမည်တော့မပြောတော့သူကအချက်လေးချက်နဲ့သူကတင်ပြတယ်အဲ့အချက်လေးချက်ကိုစံထားပြီးတော့ကျွန်တော်တို့အဲကြည့်ကြမယ်ပေါ့နော်ဆိုတော့ Protestant အများစုကတော့တေလွန်သူကိုစားဆူတောင်းတာဒါမှမဟုတ်တေလွန်သူအတွက်ဆူတောင်းတာလူတီနဲ့ဆက်သွယ်တဲ့ဟာတွေပါတယ်ငင်းဆန်တယ်ပေါ့နော်ဒါပေမဲ့တစ်ဖက်ကကက်သလစ်ညီကိုများကလည်းကျွန်တော်တို့ဒီ Protestant တွေဆိုရင်တင်းကွဲလို့ပြောကြတာပေါ့လေတကယ်တမ်းကျတော့ဒီတင်းကွဲဆိုတဲ့စကားလုံးကိုပေါ့နော်ဥပမာတကယ်ကိုဟိုမသုံးတဲ့စကားလုံးဖြစ်တဲ့ဥပမာဖြစ်ကလားတို့နှချောက်တို့ပြီးတဲ့အခါမှာအပြိုကြီးတို့ချင်းမဆိုမီဇိုးတို့အားမဟုတ်မီဇိုးတွေကိုလူစိတ်တို့ပြောသလိုပိုက်တဲတို့ပွိုက်တဲတို့ဥပမာဖြစ်ဒိုင်းနက်တို့အဲ့လိုမျိုးပေါ့နော်ဆိုတော့ဒိုင်းနက်ကိုမခေါ်ဘဲနဲ့ချက်မာလို့ခေါ်ရတယ်စသဖြင့်ပေါ့အဲ့လိုကဲ့သို့တော့သဘောတရားအထိကိုတက်ရောက်တာပေါ့လေကျွန်တော်တို့အသုံးနှုန်းကတောင်မှကြည့်လွယ်ရှာလွယ်ဖြစ်တယ်ဆိုတဲ့အရာပေါ့နော်အဲ့ဒါကြောင့်မို့ကျွန်တော်ကျန်းစာကိုပဲဒီကျန်းစာတွေကယူညင်တဲ့အရာကိုပဲကျန်းစာအတိုင်းကိုကျွန်တော်တင်ပြပြီးတော့မှဆုံးမဘလို့ဖြစ်လဲဆိုတော့ပြောကြမယ်ပေါ့နော်ဆိုတော့ကျွန်တော်ရဲ့ခံယူချက်ပြင်ကိုကျွန်တော်ခံယူချက်တတ်တဲ့ကျန်းစာကနေဘယ်လိုမျိုးပြောတယ်လဲအဲ့ဒါကိုကျွန်တော်ဘယ်လိုလက်ခံတယ်လဲဆိုတဲ့ဟာကိုလည်းပြောသွားမှာဖြစ်တယ်ပေါ့နော်ဆိုတော့သူကအချက်လေးချက်နဲ့တင်ပြတဲ့ဟာနံပါတ်1ကပေလွန်တဲ့သူတွေကပေလွန်သူကတန်ရှင်းသူတွေကိုဆုတောင်းတယ်ဆိုတဲ့ဟာပါပါတယ်တဲ့တထေးကြီးနဲ့လာဇရုparable ဇာတ်လမ်းမှာဆိုလို့ရှိရင် King James Version မှာ I pray thee ပေါ့နော်ဆုတောင်းတယ်ဆိုတဲ့ဟာပြောတယ်ဟုတ်တယ်တထေးကြီးကလည်းဆုတောင်းပြောတဲ့အခါမှာတည်တဲ့လူတစ်ယောက်ပြန်ရှင်ပြီးတော့ပြောရင်လက်ခံပါတယ်။နောက်လက်ခံမယ်လို့ပြောတဲ့အခါမှာအာဗြဟံကနင့်ညီတွေစီမှာမောရှေနဲ့တခြား prophet တွေရှိရင် prophet တွေရဲ့စကားကိုနားထောင်ကြပါလို့ပြောတာ။မဟုတ်ပြီးတော့ तू ကပြန်ပြောတယ်။နောက်တစ်ခုအပိုက်ငယ်30မှာထေးခါမဟုတ်ပါဘူးအာဗြဟံရေလူသေးတယောက်ကပြန်ရှင်ပြီးတော့သူတို့ကိုတော့ပြောတယ်ဆိုရင်နောင်တရကြမယ်လို့ပြောတယ်နော်ဆိုတော့သူယူတဲ့ဟာကလူသေးတွေကိုစကားပြောတယ်ဆိုတာကျမ်းစာမှာပါတယ်ဆိုတာပြောတယ်ဆိုတော့ဒါတော့ငင်းလို့မရဟုတ်တယ်လူသေးတွေစကားပြောတယ်ဒါပေမဲ့ဒါက parable ဖြစ်တယ်လူသေးတွေကလူသေးအကြောင်းကိုလူသေးတွေကလူသေးတွေအကြောင်းကိုပြောတာမဟုတ်ပဲဒီလူသေးကတက်ရှင်နေသေးတဲ့လူအကြောင်းကိုနောင်တရဖို့ရန်အတွက်ပြောတာပေါ့နော်ဒီ parable ရဲ့ background တွေပါပြောရင်တော့ရှေးပေါ့လေနော်ဆိုတော့အာဗြဟံကနေပြီးပါပြန်ပြောလဲဆိုတော့ဟိုဟိုဟောဆောနာပြောတဲ့ဟာပေါ့နော်ဒီ prophet တွေစကားတွေကိုမယုံဘူးဆိုရင်လူသေခြင်းကနေပြီးတော့ပြန်ရှင်ပြီးတော့ပြောတဲ့လူလည်းယုံမှာမဟုတ်ဘူးလို့ပြောတာပေါ့နော်သုံးသပ်ဖို့ကလူသေးတွေအတွက်ဆူတောင်းခြင်းကတေလွန်သူမှဖြစ်ကြောင်းကိုတွေ့ရတယ်တကယ်တမ်းကျတော့ဒီတထေးကြီးကတေးပြီးပြီဆိုတော့သူကအာဗြဟံကိုဆူတောင်းတဲ့ဟာမျိုးဖြစ်နေတာဒါမှမဟုတ်စကားပြောတဲ့ဟာမျိုးဖြစ်နေတာโอเคတခြားတေးတဲ့လူအကြောင်းကိုပြောနေတာမဟုတ်
သူ့အတွက်သူတော့မပြောဘူး okay ဆိုတော့မှတ်ပါတယ်စုတောင်းလို့မရဘူးဆိုတာမတွေးရပါမယ်နှုတ်ကပတ်တော်ဖျားစကား prophet စကားကိုမယုံသူကတေးရွာပြန်နေတသက်ခံလည်းမယုံနိုင်ဘူးလို့အာဗြဟံကပြန်ပြောတာဖြစ်တယ်ဆိုတော့သူ့ရဲ့ concept ကအဲ့လိုလာတယ်နော် okay နောက်တစ်ချက်ကတန်ရှင်းသူများထံမှာစုတောင်းခြင်းဒါတော့ကျွန်တော်ဗမာလိုဘာသာပြန်တာတန်ရှင်းသူတွေကိုရည်စူးပြီးစုတောင်းတာပေါ့ဥပမာဖြစ်ဆွမ်းနာတော့လည်းကျွန်တော်တို့တွေ့တဲ့အတိုင်းပဲမောရှေတို့ဒီအာဗြဟံတို့အခုကျတော့ရှမွေလပေါ့နော်အဲဆိုဒီခေတ်မှာကဒီခေတ်ရောက်တဲ့အခါမှာအေလိယတို့ဘာလို့မပါသေးဘူးပေါ့လေနော်သူကျမ်းစာကဒီလိုသူခက်လိုက်တယ်သွားတာဟုတ်ရှမွေလခေတ်မှာအေလိယတို့ဘာလို့မပေါ်သေးဘူးရှမွေလခေတ်မှာမောရှေတို့ဘာလို့ပေါ်ခဲ့ပြီးပြီဆိုတော့ရှောလူကရှမွေလစီမှာအတနာခံတယ်ပေါ့နော်သွားတောင်းဆိုရဲဆိုတော့နတ်ဝင်တယ်ကိုသွားမေးတယ်ငကိုတွေကဓမ္မဟောင်းမှာကလေးကပြောပြီးသားနတ်ဝင်တဲ့လူတွေကိုစုံတွေကိုဘေးတင်တွေကိုမမေးရဘူးလူသေးတွေနဲ့စကားမပြောပြီးသားအန်အောစီယာကဒီနတ်ဝင်တဲ့ကရှမွေလကိုခေါ်တဲ့အခါမှာရှမွေလကမြေကြီးတွေကထွက်လာတယ်နော်ဆိုတော့ဒီဟာနဲ့ပတ်သက်ပြီးပြောမယ်ဆိုတော့အကြီးပေါ့လေနော်ဆိုတော့ဒါပေမဲ့ဒီကျမ်းစာအတိုင်းကိုဒီစာသားအတိုင်းကိုပဲကျွန်တော်ပြန်သွားရရင်ဆိုတော့ကျမ်းစာမှာဒီခေတ်ရောက်လာတဲ့အခါမှာမောရှေနဲ့ရှမွေလတို့ကိုအလေးမြတ်ထားတဲ့ prophet တွေလို့ကျွန်တော်မြင်ရတယ်ယေရမိ15မှာတက်မှာဆိုလို့ရှိရင်ဘုရားသခင်ငါ့ကိုပြောတယ်တဲ့ဘုရားကငါ့ကိုပြောတယ်လို့ပြောတာကယေရမိကပြောမောရှေနဲ့ရှမွေလကငါရှေ့မှာဆူတောင်းမယ်ဆိုရင်တော့ငါမတနာဘူးဆိုတော့အဲ့လိုမျိုး concept ကမောရှေနဲ့ရှမွေလကိုလည်းဥတီပြီးတော့ဆူတောင်းတဲ့သဘောမျိုးရှိတယ်နော်ဆိုတော့အဲ့ဒါကြောင့်မလို့တချို့သောသူတွေရဲ့ဂျားမှာနော်မေရော်မာရီကိုလည်းဘယ်လိုပြောမလဲကျွန်တော်အတုံးလုံးမှားရင်လည်းမှားပါတော့မေရော်မာရီကိုလည်းဆူတောင်းပြီးတော့မေရော်မာရီကတောင်းပေးတယ်ဆိုတဲ့ဟာမျိုးကျမ်းစာမှာလည်းတွေ့ရပါတယ်တနည်းအားမှာလေယောဘဝတ္ထုမှာလည်းဒီတေမန်မျိုးသားအေလိဖတ်နဲ့သူ့တငယ်ချင်း2ယောက်ကိုအားလုံးပေါင်း3ယောက်ကိုဖခင်ကမြတ်တော်သားထွက်တဲ့အခါမှာမင်းတို့ငါ့ကိုလာမပူတော့နဲ့ငါရဲ့ကျွန်ယောဘမင်းတို့ကိုစားရပူတော်မှာပဲငါလက်ခံမယ်ဆိုတဲ့ဟာမျိုးတွေရှိတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးဒါပေမဲ့ဒီမှာတွေ့ရမောရှေနဲ့ရှမွေလကဆူတောင်းရင်တောင်မှငါမတနာဘူးလို့ပြောထားတာကိုကျွန်တော်တွေ့ရတယ်နော်ဆိုတော့ဒါတွေကိုကိုစားပြုဆူတောင်းခြင်းဖြစ်လဲကျွန်တော်ရှုမြင်တယ်ဒီဟာကိုကြတော့ကျွန်တော်တို့ Protestant တွေတော်၎င်းတင်းတော်တော်များများသုံးကြပါတယ်ပေါ့နော်ကိုစားပြုဆူတောင်းတယ်နော် intercessor prayer တို့မြန်မာမှာလည်းရှိပါတယ်နော်မြန်မာနိုင်ငံမြန်မာ intercessor ဗာလဲnetwork တို့ပါတော့ပေါ့နော်ကိုစားပြုဆူတောင်းတာလို့အာဗြဟံကလည်းဒီတောတုံနဲ့ဂေါမရာကိုမဖြတ်စည်းဖို့ဂျားဝင်ပြီးတော့ပြောပေးတာတို့ဘာလို့ညာတို့ပေါ့နော် okay ဒီမှာအဲ့ဒီမှာကျွန်တော်တို့တွေ့ရမယ်ကျွန်တော် PowerPoint ပြတ်သွားတယ်နော်အဲ့ဒီမှာရှမွေလကတနာသွားခံတဲ့အခါမှာရှမွေလကပြောလဲဆိုတော့မင်းကိုဖျားသခင်ပြစ်ပယ်နေပြီးတာဘာလို့ငါ့ကိုလာခေါ်တာလဲပြောတယ်မင်းရဲ့အမျိုးကိုဖျက်ပြီးလုံးဝနော်မင်းရဲ့အိမ်နေချင်းဒါဝိဒ်ကိုပေးမယ်လို့ပြောထားတာလူသေးကိုစကားပြောလားပြောတယ်မပြောတာမဟုတ်ဘူးပြောတယ်ဒါပေမဲ့အဲ့လူသေးစကားပြောတဲ့ဟာကိုဘုရားသခင်မကြိုက်လို့ပြောပြီးဒါပေမဲ့လူသေးကိုသွားစကားပြောလို့အဲ့ရှမွေလလည်းတကယ်ရှမွေလဖြစ်တာမဖြစ်တဲ့တက္ကနာထောင်အဲ့မှာရှမွေလထွက်လာတယ်လို့ကျမ်းစာစာသားရတွေ့ရတယ်ရှမွေလလက်မခံဘူးရှမွေလဘာမှမလုပ်ပေးနိုင်ကျွန်တော်တွေ့ရတယ်โอเคဆိုတော့တန်ရှင်းသူများထံစုတောင်းခြင်းမှာနောက်တစ်ခုကယေရှုကခမဲတော်ထံအော်ဟစ်ပြီးတော့စကားပြောတာကိုကြားတဲ့လူတွေကအေလိယကိုခေါ်တယ်လို့ထင်ကြတယ်နော်ဆိုတော့ယေရှုကအလောလမခရှာပကဘာတနီလို့ကြွေးကြော်တဲ့အခါမှာအတိတ်ပဲကကျွန်ုပ်ဖယားဘာလို့ကျွန်တော်ကိုဆွန့်ပစ်တာလဲလို့ပြောတဲ့အခါရက်နေတဲ့လူတွေကကြားတဲ့လူကအေလိယကိုခေါ်တယ်လို့ပြောတယ်ဆိုတော့ဒီအချင်းယောက်ကြီးချင်းရပဲအဲ့ဒီခေတ်မှာအေလိယကိုခေါ်ပြီးတော့ဆူတောင်းတာဗာလဲမောရှေကိုခေါ်ပြီးဆူတောင်းတာနောက်မဟုတ်ရင်လည်းကူညီတောင်းတာပေါ့နော်ရှမွေလကိုကူညီပြီးဆူတောင်းတာတွေပါတယ်ကျင့်ထုံးရှိတယ်လို့ကျွန်တော်တို့ယူဆကြတယ်ပေါ့လေနော်ယူဆကြတယ်နောက်တစ်ခုကဆက်ကြည့်မယ်ဆိုရင်တန်ရှင်းသူများကွယ်လွန်နေလင့်ကစားဆူတောင်းပြီးတော့ဆူတောင်းခြင်းကိုကျင့်သုံးတယ်လို့ရှုမြင်ကြတာဆောနာကျွန်တော်ပြောတဲ့တကယ်တော့ယေရှုကိုယ်တိုင်ခမဲတော်ဖခင်ကိုခေါ်ခြင်းကိုတောင်မှအေလိယလို့ခေါ်တယ်လို့သူတို့ထင်ကြတကယ်တော့အလောလက်မရှက်ခါပါတနီဆိုတာ
ယေရှုကသူကားတိုင်းပေါ်မှာမရောက်ခင်နေငါအဖနဲ့ငါနဲ့တကိုယ်တည်းဖြစ်တယ်ငါအဖအိမ်တော်မှာနေတယ်ငါခမင်းတော်အတီလည်းငါဖြစ်တယ်ဆိုတာခဏခဏကားတိုင်းပေါ်မှာဖားလို့မခေါ်တော့ဘဲနဲ့ကျွန်ုပ်ဖယားလို့ခေါ်တာကဟိုဟိုဖယားဆုံးပြစ်လိုက်လို့အဲ့ဒါကိုသူသိတယ်ဆိုတော့ဒီမှာလဲကျွန်တော်တွေ့ရဆောနာအစတော့ကကျွန်တော်တွေ့ရှမွေလကဖယားသခင်မင်းကိုမေးပြီလို့ပြောတဲ့အရာကဘာလဲဆိုတော့ရှော်လူကိုပြောခဲ့တဲ့ဟာဘာလို့လာခေါ်တယ်လဲပြောယေရမိမှာကျွန်တော်တွေ့ရတယ်မောရှိနဲ့ရှမွေလလာပြောရင်တော့မရဘူးလို့ပြောယေရှုကကြတော့လုံးဝစန့်ကျင်မဲ့ကြီးသူစွန့်ပစ်ခံရခြင်းကိုပြောတာဖြစ်တယ်အကူကြီးတောင်းတာလုံးဝမဟုတ်တော့နော်โอเคဆက်သွားမယ်ဘယ်လောက်တောင်လဲဆိုယေရှုကားတိုင်းပေါ်မှာသူတို့မသိလို့လုပ်တဲ့အဖြစ်ကိုဖွင့်လွှတ်ခိုင်းတာโอเคဒါပေမဲ့ယေရှုမသိသေးဘူးလေโอเคတေလွန်ပြီးသွားတဲ့အေလိယောက်တောင်မှသူခေါ်နေတာမဟုတ်โอเคနောက်တစ်ခုကရှင်မောလုကလည်းတေလွန်သူကိုယီဆူး၍ဆူတောင်းတယ်ဒါမှမဟုတ်တေလွန်သူကိုဆူတောင်းတယ်ဒါမှမဟုတ်တေလွန်သူအတွက်ဆူတောင်းတယ်ဆိုပြီးတော့ပြောတယ်ပေါ့နော်184ကဟိုသူကတေးပြီးပြီပေါ့နော်တေးပြီးပြီဂယုဏတော်ကသူ့ဘာရောက်ပါစေဆိုပြီးပြောတယ်ဆိုတော့အဲ့ဒါကြောင့်ဒီမှာထိုနေ့ရက်နိုင်ဆိုတော့တရားစီရင်ခြင်းနေ့မှာပေါ့နော်တရားစီရင်သခင်ဖျားလက်မှဂယုဏတော်ကိုခံရမည်အကြောင်းဆိုတော့ဟာပေါလုကလည်းပြောတာပဲโอเคအဲ့ဒီမှာငရဲလေးတို့ဖတ်တကူရီတို့ဘာတို့အမြင်တွေရလည်းအများကြီးဆွေးနွေးစရာတော့အများကြီးရှိတာပေါ့โอเคဒါပေမဲ့တေချာတာကဒီတရက်ကိုဒီလိုပြောတယ်ဆိုတော့သူ့ရဲ့ living faith เนาะကျွန်တော်တို့တွေ့ရတယ်အဲ့ဒီ honest ဘာလို့လဲဘာလို့လဲဆိုတော့အေးဖက်မြို့မှာငါ့ကိုအဘယ်မျှလောက်ကျွန်တော်တို့ဖယားသခင်ကိုယုံကြည်တယ်ဆိုတဲ့အရာကကျွန်တော်တို့အသက်တာမှာထင်ရှားတယ်တီးရဖြစ်အပင်ရဲ့သဘောကိုတီးရတယ်အဲ့ဒါကြောင့်မလို့သူအဲ့လိုပြောတာเนาะအသေးစိတ်ကိုတော့ထားလိုက်တော့เนาะဒီအဲ့ဒါမှာကျွန်တော်ပြောချင်တဲ့နောက်တစ်ခုကတခြားရှုထောင့်နေစဉ်းစားတဲ့အရာကပေါ်လို့တကယ်ပြောခဲ့တာကအဲ့ဒီနေ့ရက်မှာเนาะဖယားသခင်ရဲ့ဂရုဏာတော်ခံစားရဖို့သူဘာလို့လဲဆိုတော့ကေရင်ချင်းဆိုတာကဖယားသခင်နဲ့ပဲဆိုင်တယ်โอเคဒါပေမဲ့တခြားသူများကိုဘယ်လိုပြောခဲ့လဲမသိသေးတဲ့လူတော့မလို့တိခန့်ကြီးတဲ့အပိုင်ငယ်နေခုမနေ့နဲ့အာလက်ဇန်ဒရူသူတို့ကိုနော်စာရန်လက်ထဲတော့ငါအပ်လိုက်တချို့သောသူတွေကစုကိုမတောင်းပေးရမယ့်လူတွေတောင်ရှိတာမသိသေးဘူးမသေးသေးတဲ့လူတွေတောင်မှစုမတောင်းပေးရတဲ့လူရှိတဲ့သဘောမျိုးကိုဘောလူကတုံးခဲ့တဲ့အတွက်တေပြီးသားလူဖယားသခင်မျက်နှာသာရဖို့တော့သူစုတောင်းနေတာတော့မဟုတ်ဘူး။ဘာလို့လဲ။မသေးခင်မှာပဲကျွန်တော်တို့ထာဝရအသက်ကိုကိုယ်တိုင်ရခြင်းကလို့ရှင်ယောဟန်ကတော့ပြောခဲ့တယ်ပေါ့နော်။ Okay တချို့သောသူတွေကယေရှုနဲ့ပေါလုကလည်းတေလွန်သူများအတွက်စုတောင်းတယ်လို့ပြောကြတယ်ပေါ့နော်။ပေါလုကလူသေးကိုစုတောင်းတဲ့အခါမှာပြန်ရှင်းတယ်။တေလွန်တဲ့လူတွေစုတောင်းနေတယ်တွေ့ရပါတယ်ပြန်ရှင်းတယ်လေ။ဟုတ်ပြီ။တေသူအတွက်စုတောင်းလို့ရတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်။လေကျမ်းစာထဲမှာယောဟန်ကလည်းလူသေးကိုစကားပြောတယ်လာဇရုကိုထွက်ခဲ့လို့ပြောတယ်ပေါ့နော်။ဟိုလည်းလူသေးကိုလည်းစကားပြောပါတယ်ဒီယာဣတုရဲ့သမီးလည်းပါတယ်ပါဒါပေမဲ့အဲ့ဒါကယေရှုလေနော်ဟိုမှာကလည်းပေါလုလေလူသေးအတွက်တကယ်ကိုဒီစုကျေးဇူးရတယ်ဆိုတော့စုတောင်းပေးပါပြန်ရှင်လာဒါလက်ခံပါဒါပေမဲ့တေလွန်သူတွေရက်ကယ်တင်ခြင်းရဖို့အတွက်စုတောင်းတဲ့ဟာတော့ကျမ်းစာမှာလုံးဝမတွေ့ရဘူးဆိုတဲ့ဟာကိုပြောချင်တာโอเคဆိုတော့ကျွန်တော်ညီကုန်းကတော့လူသေးတွေအတွက်အစုတောင်းပေးဖို့ကကျွန်တော်မှစုကျေးဇူးလည်းမရှိဘူးကျွန်တော်ဆိုတော့ကျွန်တော်လူရှင်တွေအတွက်ပဲလူရှင်တွေတောင်မှမသေးသေးတဲ့လူတွေတောင်မှကျွန်တော်အကုန်လုံးမပြောနိုင်သေးဘူးဆိုတော့စုတောင်းရမယ့်အရာကသာသနာ့ကွင်းမှာစပားတွေဝင်မဲ့နေရိတ်သိမ်းတဲ့လူတွေအများကြီးသွားဖို့ရန်အတွက်ပျောက်ဆုံးသောဝိညာဉ်တွေအတွက်ပို့ပြီးတော့စုတောင်းရအောင်ပေါ့လေနော်ပြီးတော့လူသေးတွေကိုစားစုတောင်းတဲ့ဟာကျမ်းစာမှာတွေ့တဲ့အတိုင်းပဲသူတို့လည်းမတတ်နိုင်ဘူးသူတို့ရဲ့ဟိုကလည်းမဟုတ်ဘူးယေရှုကိုယ်တိုင်လည်းအေလိယကိုခေါ်တာလည်းမဟုတ်ဘူးဆိုကျမ်းစာမှာပါထားတဲ့အတိုင်းအဲ့လိုပဲจิตနှုံးနေဘလို့ပဲရှိယေရှုကလည်းလုပ်ခဲ့တာလည်းမဟုတ်ဘူးเนาะဆိုတော့ကျွန်တော်တို့လည်းဝိဝါဒတွေကွဲနေစရာမလိုပါဘူးပြေးပြီးရင်တော့ခြေပြဲမှာပါတဲ့အတိုင်းပဲတရားစင်ခြင်းခံရမယ်လို့ပြောပြီးသားဖြစ်တယ်ပေါ့နော်ကျမ်းစာသူရစီတိုင်းဖျားရှင်ကောင်းကြည့်ပေးပါစေ